Photoshop စိတ်ဝင်စားတဲ့သူတွေအားလုံးအတွက်ဒီချက်ရဲ့ Photoshop video class တွေနဲ့မိတ်ဆက်ပေးပြရစေ။တင်နန်းပြီးဆုံးသွားပါကလည်း certificate နဲ့အလုပ်ရှာနိုင်တဲ့ website တွေကိုတခါလေးစီစဉ်ပေးထားတဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်မခံသေးတဲ့အခွင့်အရေးလေးတစ်ခုပါပဲနော်။ကျွန်တော်ဒီက Great Wall ကြီးတဲ့ကိုဒီကောင်မလေးထည့်မယ်ပေါ့နော်။အဲ့လိုမျိုးဖိဆွဲပြီးတော့လှုပ်ပြီးတော့ဒီမှာထည့်လိုက်မယ်။ကျွန်တော်ဒီကောင်မလေးရဲ့အနောက်ကတရားယူဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုလို့ရှိရင် brush tool လေးရွေးရမယ်brush မှာကျတော့ဒီ brush ကလေးကိုပါပေါ့နော်ရွေးလိုက်မယ်ဒီ brush ကလေးကိုရွေးလိုက်မယ်ရွေးပြီးကြတော့ပထမဆုံးအဲ့ဒီကဟာကိုဖြတ်မယ်ဆိုလို့ရှိရင် black and white ဖြစ်ထားပါမယ်ဆိုတော့ black and white ဟုတ်လားဆိုတော့တခြားကြည့်ရမယ်ပေါ့နော် foreground color က black ဖြစ်ရပါမယ်အဲ့တော့ black နဲ့ဖြတ်မယ်ပေါ့နော် black နဲ့ဖြတ်မယ်ဘာဖြစ်လို့ဒီလိုမျိုးlayer mask တက်ပြီးတော့ဒါဖြတ်ရတာ eraser နဲ့ဖြတ်လို့မရဘူးလားရတယ်ဒါပေမဲ့ eraser နဲ့ဖြတ်မယ်ဆိုရင်ဒီလိုမျိုးပြတ်သွားတဲ့ဟာတွေကိုပြန်ယူလို့မရဘူးအကဲပေါ့နော် chair ကဒီကောင်ကဒီမဲ့အနက်ရောင်ကအဖြူရောင်ပေါ်မှာထက်နေရဖြစ်တယ်အဲ့တော့ chair အဖြူရောင်နဲ့ပြန်ပြီးတော့ယူလိုက်မယ်ပေါ့နော်အဖြူရောင်နဲ့ပြန်ပြီးတော့ယူလိုက်မယ်ဆိုလို့ရှိရင် exclaim နေလိုက်လို့ရှိရင် foreground to background color ချိန်နေပေါ့နော်ဆိုတော့ chair exclaim ပဲနှိပ်ပြီးတော့ချိန်လိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးလေးပြန်ယူလို့ရတဲ့အားတာချက်နေတယ်ဒါပေမဲ့တကူရှိရဒီလိုမျိုးဖြတ်နေရမှာလားဒီအနောက်က solid color ယူလိုက်မယ်ဖြတ်နေမှာမလို့ပါဘူး chair ကဒီကselection tools လေးရွေးရမယ်ပေါ့နော် object selection tools လေးရွေးပြီးတော့သူ့ကို select မှတ်လိုက်မယ်အဲ့တော့သူ select ဖြစ်သွားပြီဆိုတာနဲ့ကျတော့ဘာလုပ်လိုက်ရုံပဲလို့ဆိုby the way ဒီက brush ကိုတော့ချိန်ခဏဖြတ်လိုက်ပေါ့နော်ဒါမလို့တော့ဆိုတော့အဲ့တော့ဒါလေး selection ဖြစ်သွားပြီဆိုတာနဲ့ layer mask လေးတက်လိုက်တာနဲ့ဒီကကောင်မလေးက Great Wall ကိုရောက်သွားပြီဖြစ်ပါတယ်